မွေးတော့တဲ့အနာဂတ်ကာလမှာလော့အန်ဂျလီမြို့ဟာသမိုင်းတစ်လျှောက်အမြင့်မားဆုံးရာဇဝတ်မှုနှုန်းနဲ့ရင်ဆိုင်နေရပါတယ်။လူအများပြအိုးမဲ့အိမ်မဲ့ဖြစ်ခြင်းနဲ့အလုံးလက်မဲ့ပြဿနာတွေဟာမြို့တော်ကိုရာဇဝတ်မှုကတ်ဆိုးကြီးတိုက်အောင်လို့တွန်းပို့ခဲ့ပါတယ်။အကျဉ်းထောင်တွေဟာလူဦးရေရှမ်းထွက်နေပြီးအကြမ်းဖက်မှုတွေကိုထိန်းချုပ်ဖို့မြို့နယ်မှာရက်စုံတွေကိုတတ်မှတ်ခဲ့ရပါတယ်။တာဝန်ထမ်းဆောင်ရင်ရဲရာရှိပေါင်းထောင်နဲ့ချီပြီးတပ်ဆုံးရှုံးခဲ့ရပါတယ်။ဒီအခြေအနေကိုတုံ့ပြန်တဲ့အနေနဲ့တရားရေးဌာနဟာဂီယူနာခွန်ရုံးလို့ခေါ်တဲ့အစွန်းရောက်စနစ်ကိုစတင်မိတ်ဆက်ခဲ့ပါတယ်။အဲဒီစနစ်မှာကြီးလေးတဲ့ရာဇဝတ်မှုကိုကျူးလွန်တဲ့သူတွေဟာဉာဏ်ရည်တု AI ကတရားသူကြီးဖြစ်စီရင်ချက်ချသွားတာဖြစ်ပါတယ်။ AI ဟာရှေ့လျားလာတဲ့ရုံးတင်စစ်ဆေးမှုတွေကိုဖယ်ရှားပြီးလူသတ်မှုဖြစ်ပွားရေးနိုင်ပိုင်းတွင်မှာပဲစီရင်ချက်ချပါတယ်။ဒီခုံရုံးမှာတန်တရားရှိသူဟာအပြစ်မရှိကြောင်းသက်သေမပြနိုင်ခြင်းအပြစ်ရှိသူလို့မှတ်ယူခံရပါတယ်။ဒီစနစ်ကိုကျင့်သုံးပြီး2နှစ်ကြာမှာတော့ဂီယူနာခွန်ရုံးဟာလူပေါင်း18ဦးကိုပြစ်ဒဏ်စီရင်ပြီးကွက်မြက်ခဲ့ပါတယ်။ရလဒ်အနေနဲ့မြို့ရဲ့ရာဇဝတ်မှုနှုန်းဟာ60%ထိကျဆင်းသွားခဲ့ပါတယ်။အခုဆိုရင်လော့အန်ဂျလီရဲ့ရဲဌာနလူသတ်မှုဌာနခွဲကစုံတော်တဦးဖြစ်တဲ့ခရစ်ရေဘင်ဟာဂီယူနာခွန်ရုံးထဲမှာနိုးထလာခဲ့ပါတယ်။တရားသူကြီးမတ်တော့ကသူမခရစ်ရဲ့ရုံးတင်စစ်ဆေးမှုကိုဦးစီးမှာဖြစ်ကြောင်းတတိပေးပါတယ်။ခရစ်ဟာထိတ်လန့်နေကြတဲ့သူဟာဘယ်သူဘယ်ဝါဖြစ်ကြောင်းရှင်းပြခဲ့ပေမဲ့မတ်တော့ကအသက်ကိုဝဝရှိဖို့အေးဆေးနေဖို့ပဲပြောခဲ့ပါတယ်။သူဟာအခုသူထိုင်နေတဲ့ကလထိုင်ပေါ်ကိုရာဇဝတ်ကောင်တွေကိုပို့ခဲ့တဲ့သူဟာသူကိုယ်တိုင်ဖြစ်ကြောင်းငင်းဆန်ကပ်ကွက်ပါတယ်။မတ်တော့ကခရစ်ရဲ့သွေးတွေကအယ်ကိုဟော့ပမာဏဟာလက်ခံနိုင်တဲ့အဆင့်ထိကျဆင်းသွားပြီဖြစ်လို့ရုံးတင်စစ်ဆေးဖို့အဆင်သင့်ဖြစ်နေပြီလို့ဆိုပါတယ်။ဇဝေဇဝါဖြစ်နေတဲ့ခရစ်ဟာသူဘာလို့ဒီကိုရောက်နေတာလဲလို့မေးပါတယ်။မတ်တော့ကနောက်ဆုံးမှာတော့ခရစ်ဟာသူ့ရဲ့ဇနီးတဲ့နီကိုရေဘင်ကိုတပ်ဖြတ်မှုနဲ့တရားရင်ဆိုင်နေရတာဖြစ်ကြောင်းထုတ်ဖော်ပြောပါတယ်။သူမဟာရဲတပ်ဖွဲ့တပ်သိဖိုင်တွေကိုဖွင့်ကြည့်ပြီးဗီဒီယိုမှတ်တမ်းကိုပြပါတယ်။ရဲရရှိရဲ့ကိုယ်တဲ့ကင်မရာဗီဒီယိုမှာရရှိသူဟာမိဖို့ကြောင့်တဲ့ကိုပြည့်ဝင်သွားတာကိုတွေ့ရပါတယ်။ခရစ်ဟာသူ့သမီးလေးပရစ်ကနီကိုရဲ့ဘေးမှာငိုနေတာကိုမြင်လိုက်ရပါတယ်။ရရှိကနီကိုကိုဘသူကဓာတ်နဲ့ထိုးရလဲလို့မေးပါတယ်။နီကိုကသူမရဲ့နောက်ဆုံးထွက်သက်မှာတော့ခရစ်လို့တိုးလေးပဲပြောသားပါတယ်။မတ်တော့ကအခုခွန်ရုံးကတရားခံနဲ့ဒေဆုံးသူဂျားကပတ်သက်မှုကိုအဖွင့်မှစကားမှာတင်ပြတော့မှာဖြစ်ကြောင်းပြောပါတယ်။နီကိုဓာတ်နဲ့အထိုးခံရတဲ့အချိန်မှာအိမ်ထဲမှာသူမနဲ့အတူရှိနေတဲ့တူတဲ့တော့သူဟာခရစ်ဖြစ်ကြောင်းသူမကသတိပေးလိုက်ပါတယ်။ခရစ်ကသူမလိန်နေတာလို့အတင်းညင်းပါတယ်။မတ်တော့ကကိုယ်တိုင်စစ်ဆေးကြည့်ဖို့အေးစစ်ဆေးပြောပါတယ်။သူမကခရစ်ကိုယ်တိုင်ရှာဖွေနိုင်အောင်အတန်နဲ့ထိန်းချုပ်စနစ်နဲ့ထိတွေ့မှုစနစ်တွေကိုပါဖွင့်ပေးလိုက်ပါတယ်။သူကနီကိုရေဘင်အကြောင်းကိုရှာကြည့်တဲ့အခါခရစ်ဖမ်းခံရတဲ့သတင်းဗီဒီယိုကိုတွေ့သွားပါတယ်။သတင်းတောင်ကခရစ်နဲ့သူ့ရဲ့တွဲဖက်ဂျက်ဆွာဒီယာလိုတို့ဟာဂီယူနာစီဇန်ကိုအစောဆုံးထောက်ခံအားပေးတဲ့သူတွေဖြစ်ကြောင်းနဲ့လွန်ခဲ့တဲ့2နှစ်ကပထမဆုံးပါဝင်သူဒေးဗစ်ဝက်ကိုဂီယူနာခွန်ရုံးစီကိုပို့ခဲ့တဲ့သူဟာခရစ်ဖြစ်ကြောင်းရှင်းပြနေပါတယ်။အဲဒီနောက်မတ်တော့ဟာရရှိထားတဲ့တပ်တွေတွေကခရစ်အပြစ်ရှိနိုင်ခြင်းဟာ69.5%ရှိကြောင်းဒါဟာဂီယူနာခွန်ရုံးမှာစစ်ဆေးဖို့လိုအပ်တဲ့80%ထက်19.5%ပိုများနေကြောင်းတတိပေးပါတယ်။သူမကမျိုးပြဒေတာသိမ်းစေရာမြူနီကီပီတယ်ကလောက်ကိုဖွင့်လိုက်ပါတယ်။နိုင်ငံသားတိုင်းနဲ့အဖွဲ့အစည်းတိုင်းဟာသူတို့ရဲ့စက်ပစ္စည်းတွေကိုဒီဒေတာစနစ်နဲ့ချိတ်ဆက်ထားဖို့ဥပဒေအရလိုအပ်ကြောင်းမတ်တော့ကရှင်းပြပါတယ်။ရုံးတင်စစ်ဆေးမှုအတွင်းမှာအဲဒီဒေတာတွေအားလုံးကိုကြီးစုခွင့်ရမှာဖြစ်ပြီးခရစ်အနေနဲ့သူ့အပြစ်မရှိကြောင်းကိုလည်းသက်သေပြဖို့ဟာဒီအရေးမြစ်ကိုအသုံးချနိုင်မှာဖြစ်ကြောင်းပြောပါတယ်။ဒါပေမဲ့သူ့ပြစ်ရှိကြောင်းတွေ့ရှိရရင်မိနစ်60အတွင်းမှာပဲအတန်လိုက်တလက်နဲ့ကွက်မြက်ခံရမှာဖြစ်ပါတယ်။ရုံးတင်စစ်ဆေးမှုစတင်ပါတယ်။ခရစ်ဟာထိတ်လန့်နေပေမဲ့မတ်တော့ကတော့အေးဆေးဆေးပဲရှင်းပြပါတယ်။အကယ်၍သူဟာအပြစ်ရှိနိုင်ခြင်း69.5%ကနေယုတ်ဒီတန်နဲ့တန်တရားဖြစ်နိုင်ခြင်း92%အောက်ကိုလျှော့ချနိုင်ရင်တက်ရှင်မယ်လို့လည်းဆိုပါတယ်။အဲဒီနောက်မတ်တော့ဟာဒီနေ့မနက်ပိုင်းကခရစ်ရဲ့လှုပ်ဆောင်ချက်တွေကိုအချင်းချုပ်ပြပါတယ်။သူဟာမနက်8:51မှာအလုပ်ကိုလာခဲ့ပေမဲ့အထဲကိုဝင်မဲ့လှည့်ပြန်ပြီးအိမ်ကိုပြန်သွားခဲ့ပါတယ်။လူခေါ်ပဲကင်မရာမှာခရစ်ကနီကိုကိုတကားဖွင့်ပေးဖို့ပြောနေပေမဲ့နီကိုဟာသူမအရှင်းနဲ့အားလုံးပြီးဆုံးသွားပြီဖြစ်ကြောင်းရှင်းတွေကတစင်မဲ့စကားပြောတော့မယ်လို့ပြန်ပြောတာကိုတွေ့ရပါတယ်။ခရစ်ဟာသူ့ရဲ့တော့နဲ့အထဲကိုဝင်သွားပြီးနီကိုကသူ့ကိုအော်ဟစ်ဆဲဆိုပါတော့တယ်။ခရစ်ဟာအိမ်ထဲမှာ26မိနစ်ကြာနေခဲ့တယ်လို့မတ်တော့ကထောက်ပြပါတယ်။သူထွက်သွားပြီးမကြာခင်မှာပဲဘရိတ်ကတကယ်ချင်းအိမ်မှာအိယာကနေပြန်လာပြီးနီကိုရဲ့အလောင်းကိုတွေ့ခဲ့တာပါ။အခင်းဖြစ်ပွားရာဒေတာတွေရနီကိုကခရစ်အိမ်ထဲမှာရှိတဲ့အချိန်မှာပဲဓာတ်နဲ့ထိုးခံရလို့သူမကပြောပါတယ်။ညာတန်သူထိုးနှက်ခဲ့တဲ့ဓာတ်တဲ့ဟာအလွန်ပြင်းထန်တာကြောင့်သူမရဲ့အသေးကပေါက်ထွက်သွားခဲ့ပါတယ်။ခရစ်ဟာသူမလုပ်ခဲ့ဘူးလို့အခိုင်အမာပြောပါတယ်။မတ်တော့ကခရစ်ဟာညာတန်သူဖြစ်ကြောင်းနဲ့နီကိုရဲ့သွေးစွန်းရတဲ့ဟာလည်းခရစ်ရဲ့အင်ဂျီပေါ်မှာတွေ့ရကြောင်းပြောပါတယ်။သူမကဆက်ပြီးရှင်းပြတာကတော့အိမ်ကထွက်သွားပြီးနောက်မှာခရစ်ဟာအရက်ဆိုင်ကိုတန်းသွားပြီးအရက်တွေအလွန်ကျော်တောက်ခဲ့တယ်လို့ဆိုပါတယ်ခရစ်ကသူ့အရက်ဆိုင်ကိုမသွားခဲ့ဘူးလို့ညင်းပါတယ်မန်တော့ကအရက်ဆိုင်ကကင်မရာမှန်တမ်းကိုပြပါတယ်ဗီဒီယိုထဲမှာရဲရရှိတွေကခရစ်ကိုဖမ်းဖို့စ조사နေပါတယ်သူပြန်လည်ခုခံခဲ့ပေမဲ့နောက်ဆုံးမှာတော့သူတို့ကလက်ထိတ်ခတ်နိုင်ခဲ့ပါတယ်သူတောက်ထားတဲ့အရက်တွေနဲ့ဖမ်းဆီးခံရခြင်းခေါင်းကိုထိခိုက်မိတာကြောင့်သူရက်ဆိုင်သွားခဲ့တာဒါမှမဟုတ်သူဇနီးကိုတက်ခဲ့တာကိုမေးသွားတာမျိုးဖြစ်နိုင်မလားလို့မန်တော့ကမေးပါတယ်ခရစ်ကတော့နှုတ်ဆက်နေပါတယ်အိမ်နောက်မှာတော့သူမကဒီနေ့မနက်ဘာလို့အိမ်ပြန်သွားရလဲလို့မေးပါတယ်ခရစ်ကသူဘာမှမမိတော့
ကြောင်းဝန်ခံပါတယ်မန်တော်ကသူဟာအရက်တောက်တဲ့ကိစ္စဒါမှမဟုတ်သူတို့သမီးလေးအကြောင်းနဲ့ပတ်သက်ပြီးနီကိုနဲ့စကားများခဲ့လားလို့မေးတဲ့အခါသူဟာစတင်ပြီးငိုကြွေးပါတော့တယ်ခရစ်ကဘရေးနဲ့စကားပြောလို့ရမလားလို့မေးပါတယ်မန်တော်ကဘရေးဟာနီကိုရဲ့မိဘတွေနဲ့အတူရှိနေကြောင်းနဲ့ဆက်သွယ်ခြင်းအရင်ဆုံးတောင်းဆိုလာတင်ရမယ်လို့အသိပေးပါတယ်ခရစ်ဟာခေါင်းချင်းပြတဲ့အခါမန်တော်ကသူ့ကိုယ်စားတရားဝင်တောင်းဆိုလာကိုပို့ပေးပါတယ်ခေါင်ယုံရဲ့စီမင်းရသူ့ရဲ့အကြံပေးပုဂ္ဂိုလ်ကိုဆွတ်တက်ခွင့်ရှိကြောင်းသူမကပြောပါတယ်ရော့ဘ်နယ်ဆင်ကဖုန်းကင်ပါတယ်သူကခရစ်ရဲ့အကြံပေးဖြစ်နှစ်ကြာလှုပ်ဆောင်ခဲ့ပြီးနီကိုလှုပ်တဲ့ဘိုက်ကီရှက်ပီကုမ္ပဏီမှာပဲအလုပ်လုပ်သူဖြစ်ပါတယ်နီကိုတည်ဆုံမှုအတွက်ကုမ္ပဏီမှာရှိတဲ့လူတိုင်းဟာတလုံးနေကြကြောင်းရောဘင်ကပြောဆိုပါတယ်ခရစ်ကဘာဖြစ်ခဲ့လဲဆိုတာကိုသူမမေ့တော့ကြောင်းဝန်ခံပါတယ်ရော့ကတပ်ပင်းချပြီးရဲတောက်ချင်းလေးပေါ်လာရင်သူစီဖုံးဆက်တင်တယ်လို့ပြောပါတယ်ခရစ်ကသူနီကိုကိုမတက်ခဲ့ဘူးလို့အတင်းပြောနေတော့မှပဲမန်တော်ကဖုန်းကိုရုတ်တရက်ဖျက်ချလိုက်ပါတယ်ဒီဖုန်းကိုစုံမှုရဲ့ရွေချက်ဟာသူအရက်ပြန်တောက်တဲ့ကိစ္စကိုပဲဆွေးနွေးဖို့ဖြစ်ပြီးသူကရရှိထားတဲ့အကူအညီကိုအသုံးမချနိုင်ခဲ့ဘူးလို့သူမကဆိုပါတယ်ရော့အနေနဲ့သူနဲ့နီကိုဘယ်လောက်ပျော်ရွှင်ခဲ့ကြလဲဆိုတာကိုသိတယ်လို့ခရစ်ကညင်းခုန်တဲ့အခါမန်တော်ကပြုံးစည်းစည်းနဲ့သူတို့ရဲ့အိမ်တော်ရဲ့အခြေအနေကိုသူမသိပြီးသားဖြစ်ကြောင်းပြောပါတယ်သူမကခရစ်နဲ့နီကိုရဲ့အတိတ်ဗီဒီယိုကိုပြပါတယ်၃နှစ်ကြာတွဲခဲ့ပြီးနောက်မှာတော့သူတို့လက်ထပ်ခဲ့ကြပြီးတစ်နှစ်ကြာမှသမီးလေးဘရစ်ကိုရခဲ့ပါတယ်နှစ်တော်ကြာအောင်ခရစ်ရဲ့ဘဝဟာတာမန်တိုင်းတည်ငြိမ်နေစေပေမဲ့သူရဲ့တွဲဘက်ရေးတာဝန်ထမ်းဆောင်ရင်းအသက်ခံခဲ့ရတဲ့စိတ်ထိခိုက်စရာအဖြစ်အပျက်ကိုမန်တော်ကထောက်ပြပါတယ်အဲဒီနောက်မန်တော်ကလွန်ခဲ့တဲ့6လအတွင်းမှာနီကိုကခရစ်ဒေါသထိမ်းမြဖြစ်တဲ့အကြောင်းတငယ်ချင်းတွေနဲ့မိသားစုဝင်တွေစီကိုမက်ဆေ့59ကြောင်ပို့ခဲ့ကြောင်းထုတ်ဖော်ပြောပါတယ်ပိုဆိုးလာတဲ့အရက်ပြဿနာတွေနဲ့ပေါင်းဆက်ပြီးနီကိုဟာလမ်းခွဲဖို့စဉ်းစားခဲ့တယ်လို့မန်တော်ကကောက်ချက်ချပါတယ်သူမကနောက်ထပ်ဗီဒီယိုကိုထပ်ပြပါတယ်အဲဒီထဲမှာဘရေးဟာသူမရဲ့ရီးစားကိုရင်ဖွင့်နေပါတယ်သူမဖေကတကယ်ကိုကြောက်စရာကောင်းလာကြောင်းနဲ့သူမအမေကလည်းအိမ်ရထဲမှာငိုနေကြောင်းပြောနေတာပါရီးသားဖြစ်သူဟာသူမကိုလာကြုံမယ်လို့ပြောပါတယ်ရုတ်တရက်အိမ်ထဲကတနေရာမှာတကားပိတ်တန်ကြားလိုက်ရပါတယ်ဘရေးကဒါဟာသူမဖေဖြစ်နိုင်တယ်လို့ပြောနေတော့မှပဲဗီဒီယိုကပြီးသွားပါတယ်ဇဝေဇဝါဖြစ်နေတဲ့ခရစ်ဟာမန်တော်ကိုသူတို့တွေဘရေးရဲ့ Instagram ကိုစောင့်ကြည့်နေတာဖြစ်ပေမဲ့ဒီဗီဒီယိုကိုတခါမှမမြင်ဘူးကြောင်းပြောပါတယ်မန်တော်ကဘရေးမှာ Instagram အကောင့်နှစ်ခုရှိပြီးတစ်ခုကသူတို့စီကဖုံးကွယ်ထားတာဖြစ်နိုင်တယ်လို့ရှင်းပြပါတယ်ဘရေးဟာသူမရီးစားနဲ့စကားပြောပြီးချင်းပဲရိုက်ထားတဲ့နောက်ထပ်ဗီဒီယိုတစ်ခုကိုသူမကပြပါတယ်အဲဒီဗီဒီယိုထဲမှာဘရေးကသူမရဲ့အိမ်ထဲမှာတဲချောင်းနေတာဖြစ်နိုင်တယ်လို့သူမရဲ့ follower တွေကိုပြောပြနေပါတယ်အဲဒီချိန်မှာပဲဘရေးကခရစ်ရဲ့ဖုန်းခေါ်ဆိုမှုကိုလက်ခံလိုက်ပါတယ်သူမကသူမအမေတည်ဆုံးသွားပြီလို့ငွေရိုးပြောပါတယ်ခရစ်ကသူမကိုစိတ်အေးထားဖို့ညင်သာချော့မော်ပါတယ်ဘရေးကလူသက်မှုဖြစ်တဲ့အချိန်မှာအဖေကအလုံးမှာရှိနေတာဆိုရင်ဘာလို့ဂယူနာခွင်အိုးစီကိုပို့ခံထားရလဲလို့မေးပါတယ်ခရစ်ကဒါတွေအားလုံးဟာနားလည်မှုလွဲသားတာလို့ပြောပါတယ်ဘရေးကသူမရဲ့အဖိုးချက်ကတော့အပြစ်ရှိတဲ့သူမလွှဲရင်ဘယ်သူမှဂယူနာခွင်အိုးမှာအစစ်ဆေးမခံရဘူးလို့ပြောကြောင်းကိုဆိုပါတယ်ခရစ်ကသူစကားကိုနားမရအောင်ကိုတိုက်တွန်းနေမှာပဲကျဲရောက်လာပြီးဖုန်းကိုချပစ်လိုက်ပါတယ်ခရစ်ကကျက်ဟာသူနဲ့ရန်တိုက်ပေးနေလို့မတ်တော့ကိုပြောပြီးကျက်ကသူဟာနီကိုနဲ့မတန်ဘူးလို့အမြဲယုံကြည်နေသူဖြစ်ကြောင်းနာနာကျင်ကျင်နဲ့ပြောပါတယ်မတ်တော့ကပြောင်းလေပြောင်းပြီးအချိန်တွေကုန်ဆုံးနေပြီဖြစ်လို့အမှုပေါ်ကိုပဲအာရုံစိုက်ဖို့တတိပေးပါတယ်ခရစ်ကပေါက်ကွဲသွားပြီးအချိန်ဆိုတော့အတိတ်ပဲမရှိကြောင်းနဲ့မတ်တော့ဟာလူတွေကလတ်ထိုင်းပေါ်မထိုင်ခင်ကလေးကသူတို့ရဲ့ကကြမ္မာကိုဆုံးဖြတ်ပြီးသားဖြစ်လို့ဆွဆွဲအော်ဟစ်ပါတယ်ဒေါသထွက်တာဟာအခုချိန်မှာဘာမှမထူးဘူးလို့သူမကအေးအေးဆေးဆေးပြန်ပြောပါတယ်ခရစ်ကသူဟာဇနီးတဲ့ကိုဆုံးရှုံးလိုက်ရပြီးသမီးလေးကလည်းတယောက်တည်းကြံရိတ်ခဲ့တာဖြစ်လို့ဒေါသထွက်ပိုင်ခြင်းရှိကြောင်းငြင်းခုန်ပါတယ်သူမဒါကိုနားလည်ရလားလို့မေးတဲ့အခါမတ်တော့ကသူမကိုဘာကိုမှခန်းစားဖို့ဒီဇိုင်းထုတ်ထားတာမဟုတ်ပဲအချက်လက်တွေကိုပဲစစ်ဆေးဖို့ဖြစ်တယ်လို့ပြန်ပြောပါတယ်အဲဒီနောက်သူမဟာပြပြတသားပဲအကယ်၍ရှင်အပြစ်မရှိဘူးဆိုရင်တက်တည်ပြပါမဟုတ်ရင်တော့ဘရေးဟာဒီနေရာမှာသူမရဲ့မိဘနှစ်ပါးလုံးကိုဆုံးရှုံးရလိမ့်မယ်လို့ဆိုပါတယ်ခရစ်ကအသက်ကိုဝဝရှူလိုက်ပြီးသူ့တွဲဘက်ကျန်းတဲ့စကားပြောခြင်းတယ်လို့တောင်းဆိုပါတယ်မန်တော်ကရုံးထစ်စစ်ဆေးမှုအတွင်းမှာတက်တည်ရှာဖို့ကူညီနိုင်မဲ့သူဒါမှမဟုတ်သူ့ရဲ့အကျင့်စာရိတ္တကိုထောက်ခံပေးနိုင်တဲ့သူဘယ်သူကိုမဆိုဆက်သွယ်နှမ်းချမ်းကိုအသိပေးပါတယ်ခရစ်ကဒုတိယအချက်ကိုရွေးချယ်လိုက်ပါတယ်မန်တော်ကဖုံးချိတ်ပေးလိုက်ပါတယ်ရက်ကဖန်ကားပြပေါ်မှာပေါ်လာပါတယ်ခရစ်ကသူ့ဇနီးကိုမတက်ခဲ့ကြောင်းအခိုင်အမာပြောပါတယ်ပြီးတော့သူ့အိမ်ကိုဒရုန်းနဲ့ရိုက်ထားတဲ့မြင်ကွင်းကိုကြည့်ရင်းနဲ့အခင်းဖြစ်ပွားရနေရာကိုလိုက်ပြဖို့ရက်ကိုတောင်းဆိုပါတယ်အဲဒီနောက်မက်တော်စီကနေအခင်းဖြစ်ပွားရဖိုင်တွေကိုတောင်းပါတယ်ကျက်ဆိုလိုတာကအခြေအနေတွေခရစ်ဘက်မှာမရှိဘူးဆိုရင်မက်တော်ကလိမ္မာမဟုတ်ဘူးလို့အသိပေးပါတယ်ဘာလို့လဲဆိုတော့သူတို့ကဂယူနာခွင်အောင်စစ်ဆေးမှုတိုင်းကနေသတင်းစကားတစ်ခုပေးဖို့လိုအပ်နေခဲ့လို့ပါအဲဒီသတင်းစကားကတော့ရဲဖြစ်လို့အခွင့်ထူးမှာမဟုတ်ဘူးဆိုတဲ့စကားပါပဲခရစ်ကခေါင်းငိမ့်ပါတယ်သူကမက်တော်စီကနေအခင်းဖြစ်ပွားရစကန်ဖတ်ချက်တွေကိုတောင်းပါတယ်သူမကရရှိထားတဲ့ဗီဒီယိုမှတ်တမ်းတွေအပေါ်ခြေခံပြီးအခင်းဖြစ်ပွားနေရာကိုပုံရင်းရောင်နဲ့ပြန်လည်ဖန်တီးပြပါတယ်ဂျက်ကကွဲနေတဲ့ပန်းအောင်တစ်လုံးကိုသတိပြုပြီးနီကိုကတိုက်ခိုက်သူကိုအဲ့ဒီပန်းအောင်နဲ့ပြစ်ပေါက်ပြီးခုခံဖို့စ조사ခဲ့ရပုံရတယ်လို့အကြံပြုပါတယ်ခဏကြာမှဂျက်ကဘေးဘိုးချောင်းတွေကိုဝင်သွားပါတယ်ခရစ်ကခြေရတဲ့အကြောင်းကိုမတ်တော့ကိုမေးပါတယ်အဲ့ဒါရှင်သမီးရဲ့ခြေရတွေပါလို့မတ်တော့ကပြန်ဖြေပါတယ်ဂျက်ကရုံရင်းဆန်ကဖြစ်ခဲ့တဲ့ပုံစံရှိတယ်လို့ဆိုပါတယ်ခရစ်ကမေးဖို့ကြောင့်စပွဲနာကိုချက်ကြည့်ဖို့မတ်တော့ကိုပြောခဲ့ပါတယ်နီကိုကနောက်ဆုံးရင်းနဲ့တိုက်ခိုက်သူကိုပကံနဲ့ပြစ်ပေါက်ခဲ့တာကြောင့်လူသက်သမားအနီးဆုံးနားမှာရှိတဲ့ဓာတ်ကိုဆွဲလိုက်တာဖြစ်နိုင်တယ်လို့ဂျက်ကသုံးသပ်ပါတယ်ဓာတ်ဘောက်ကလက်ပွေတွေအကြောင်းခရစ်ကမေးတဲ့အခါမှာခရစ်ရဲ့လက်ပွေရာတွေနဲ့ကိုက်ညီကြောင်းမတ်တော့ကအတည်ပြုပါတယ်နီကိုကဓာတ်တွေကိုအမြဲကြောက်တာကြောင့်သူကပဲအမြဲတမ်းလှိပြက်လေးရှိကြောင်းခရစ်ကရှင်းပြပါတယ်အဲဒီနောက်အဝတ်ထဲကအမြင်စားနဲ့ဓာတ်သေးတွေကိုမေးတဲ့အခါမှာလဲသူစီကိုပဲညွန်ပြနေပါတယ်ဒါကတော့သူဒီအိမ်မှာနေ
နေတာဖြစ်လို့မထူးဆန်းပါဘူးဂျက်ကဒါစိတ်လက်မှန်မှကျွလို့နဲ့ရာဇဝတ်မှုပုံစံဖြစ်ပြီးတက်တဲ့အားလုံးဟာလည်းခရစ်စီကိုပဲညှို့ပြနေတယ်လို့နီကုန်းချုပ်ပါတယ်ခရစ်ကနီကိုရဲ့ဖုံးမတန်တွေကိုမတ်တော်စီကတောင်းပါတယ်သူမကနီကိုဖုံးရဲ့ပုံရိပ်အောင်မေးသူတစ်ခုကိုပြပါတယ်သူကဖုံးခေါ်ဆိုမှုမှတ်တမ်းကိုမေးပါတယ်မတ်တော်ကစစ်ဆေးပြီးရဲ့နောက်မှာတော့သူမရဲ့ဖုံးခေါ်ဆိုမှုမှတ်တမ်းမက်စစ်33ရာခိုင်နှုန်းဟာခရစ်နဲ့ဖြစ်ပြီး26ရာခိုင်နှုန်းကဘရစ်နဲ့10ရာခိုင်နှုန်းကသူမမိဘတွေနဲ့ဖြစ်ပြီးဂျန်နာတွေကတော့တငယ်ချင်းတွေနဲ့ဘိုင်ကင်ရှစ်ဘစ်ကလောပေါ်ကင်ဖက်တွေနဲ့ဖြစ်ကြောင်းရှင်းပြပါတယ်ခရစ်ကလွန်ခဲ့တဲ့တစ်ပတ်ကသူတို့စကားများခဲ့တဲ့နေ့မှာပဲနီကိုတစုံတယောက်စီကိုမက်စစ်ပို့နေတာမြင်ခဲ့တာကိုရုတ်တရက်သတိရသွားပါတယ်ဘရစ်ဟာသူတို့စကားများတာကိုခဏခဏဗီဒီယိုရိုက်လေးရှိကြောင်းဘရစ်ရဲ့ဗီဒီယိုတွေကိုရှာဖွေပေးဖို့မတ်တော်စီကိုသူကတောင်းဆိုပါတော့တယ်မတ်တော်ကဗီဒီယိုမှတ်တမ်းကိုစကန်ဖတ်စစ်ပေးမယ်နီကိုကမက်စစ်ပို့ခဲ့တဲ့ဖုန်းနံပါတ်ကိုရှာမလို့ကြောင်းအစီရင်ခဲ့ပါတယ်အဲဒီနောက်ခရစ်ကနီကိုရဲ့လုပ်ငန်းသုံးဖုန်းအကြောင်းမေးပါတယ်မတ်တော်ကတော့နီကိုမှာဒုတိယဖုန်းတစ်လုံးရှိခဲ့တဲ့မှတ်တမ်းမရှိဘူးလို့ပြောပါတယ်အဲဒီချိန်မှာပဲရဲရရှိတယောက်ကနီကိုရဲ့ကားထဲမှာဒုတိယဖုန်းတစ်လုံးတွေ့ရှိကြောင်းဂျက်ကိုအကြောင်းကြားပါတယ်မတ်တော်ကဂျက်ကိုသူမရဲ့ဖုန်းထဲက Bluetooth ကိုဖွင့်ပြီးအဲဒီဒုတိယဖုန်းနဲ့နီနီကက်ကထားဖို့ခိုင်းပါတယ်မတ်တော်ကအဲဒီဆက်ကိုစကန်ဖတ်ပြီးနောက်ခရစ်ကိုပြောပြတာကတော့ဒီဖုန်းကလုပ်ငန်းသုံးမဟုတ်ပဲမျိုးပြဒေတာစနစ် Unicel Cloud မှာမှတ်ပုံတင်ထားတဲ့အဖို့ဖုန်းတစ်လုံးဖြစ်တယ်လို့ဆိုပါတယ်ဖုန်းကိုစုံမှတ်တမ်းမှာလည်းနံပါတ်တစ်ခုတည်းသာရှိပြီးအဲ့ဖုန်းနံပါတ်ကလည်းအပေါ်ဖုန်းတစ်လုံးရဲ့နံပါတ်ပဲဖြစ်နေပါတယ်မတ်တော့ကအဲ့နံပါတ်ကိုခေါ်ဆိုလိုက်ပေမဲ့တစ်ဖက်ကလူကဂယူနာခွန်ယုံကခေါ်တာဖြစ်ကြောင်းကြားတာနဲ့ဖုန်းကိုချက်ချင်းချပစ်လိုက်ပါတယ်မတ်တော့ကအဲ့ဖုန်းလိုင်းဟာ Hollywood Restaurant အနီးတစ်ဝိုက်ကထွက်ပေါ်နေတာဖြစ်ကြောင်းခရစ်ကိုပြောပါတယ်ဂျက်ကချက်ချင်းပဲသူမရဲ့ကားနဲ့အဲ့နေရာကိုဥတီသွားပါတော့တယ်ခရစ်ရဲ့အပြစ်ရှိနိုင်ခြေကလည်းအနည်းငယ်ကြာဆင်းသွားပါတယ်မတ်တော့ကနောက်တဲ့စကန်ဖမ်းမှုတစ်ခုလုပ်ပြီးဖုန်းခေါ်ဆိုသူရှိတဲ့နေရာအတိအကျကိုရှာဖွေလိုက်ပါတယ်တန်ကြားရှိသူဟာဟတ်ဆန်ဟိုတယ်ထဲမှာရှိနေပြီးနောက်ဖုန်းတကားကနေထွက်ပြေးဖို့ကြိုးစားနေပုံရပါတယ်ဂျက်ဟာသူမကိုမြင်တာနဲ့ချက်ချင်းပြေးတဲ့အမျိုးသားလူဦးကိုတွေ့ရှိသွားပါတယ်မတ်တော့ကသူ့ကိုဟတ်ဆန်ဟိုတယ်ကစပုံမှုပတ်ထရစ်ဖြစ်ကြောင်းအတည်ပြုပါတယ်ခရစ်ကသူ့ရဲ့အပြစ်ရှိနိုင်ခြေအခြေအနေကိုမေးကြည့်ပေမဲ့မြုံနိုင်စရာကောင်းတော့အပြစ်ရှိနိုင်ခြေကလည်းပြောင်းလဲမှုမရှိပါဘူးအပြစ်ရှိတဲ့သူမှပြေးတာပေါ့လို့သူကငင်းကုန်တဲ့အခါမတ်တော့ကကြောက်တဲ့သူလည်းပြေးတတ်တာပဲလို့အေးစစ်စစ်ပြန်ချေပပါတယ်ဂျက်ဟာနောက်ဆုံးမှာပတ်ထရစ်ကိုဖမ်းမိသွားပါတယ်ပတ်ထရစ်ကသူဘာမှမလုပ်ထားကြောင်းနဲ့ဂယူနာခွန်ယုံကဖုန်းလာတဲ့အတွက်ထိတ်လန့်သွားတာလို့ဆိုပါတယ်အဲဒီနောက်သူသတင်းကိုကြည့်လိုက်တဲ့အခါနေကိုတိတ်ဆုံးသွားတာကိုမြင်လိုက်ရလို့အခြေအနေတွေပိုဆိုးမလာခင်သူပြေးခဲ့တာပါလို့ပြောပါတယ်ခရစ်ကပတ်ထရစ်ဟာအသုံးမကျတဲ့သူတယောက်ဖြစ်ပုံရပြီးနီကိုဟာဘာလို့အဲ့လိုလူမျိုးကိုရွေးချယ်ခဲ့တာလဲလို့နာနာချင်းချင်းမှတ်ချက်ပေးပါတော့တယ်ပတ်ထရစ်ကလည်းခရစ်မပေးနိုင်တဲ့အရာအလုံးကိုသူကနီကိုကိုပေးခဲ့တာလို့ပြန်អော်ပါတယ်မတ်တော့ကကြားဖြတ်တားဆီးပြီးပတ်ထရစ်ကနီကိုကိုဘလို့သိတာလဲလို့မေးပါတယ်ပတ်ထရစ်ကနီကိုနဲ့လက်သမားဈေးမှာဆုံခဲ့တာဖြစ်ပြီးအဲ့နောက်ဟိုတယ်မှာပုံမှန်တွေ့ခဲ့ကြတာလို့ရှင်းပြပါတယ်အပိုဖုန်းတွေအကြောင်းကိုမေးတဲ့အခါမှာတော့နီကိုကလျှို့ဝှက်စွာဆက်သွယ်ချင်တာကြောင့်သူမအတွက်အပိုဖုန်းတစ်လုံးသူဝယ်ပေးခဲ့တာလို့ဆိုပါတယ်ပတ်ထရစ်မှာကိုပိုင်ဖုန်းအပြင်အဲ့ဒီအပိုဖုန်းမှာရှိကြောင်းမတ်တော့ကအတီးပြို့ပါတယ်အဲ့နောက်မတ်တော့ဟာဟိုတယ်ရဲ့လုံခြုံရေးကင်မရာကိုကြည့်ပြီးနီကိုတေသုံးချိန်လို့ခံမရတဲ့အချိန်စီကိုပြန်ရစ်ကြည့်ပါတယ်ဟိုတယ်မီးဖိုးကြောင်တွေကမှတ်တမ်းဗီဒီယိုရပတ်ထရစ်ကအဲ့အချိန်မှာအလုံးလုံးနေတာကိုတွေ့ရပါတယ်ဒါဟာပတ်ထရစ်မဟုတ်နိုင်ဘူးဆိုတာကိုခရစ်ကတိုးတိုးလေးဝန်ခံလိုက်ပါတယ်ပတ်ထရစ်ကနီကိုတကယ်အလိုချင်ဆုံးရာဟာသူမရဲ့စကားကိုနားထောင်ပေးမဲ့သူတယောက်ပဲဖြစ်တယ်လို့ခရစ်ကိုပြောပါတယ်ပတ်ထရစ်ဟာရဲကိုခုခံမှုနဲ့ဖမ်းဆီးလိုက်ပါတယ်မတ်တော့ကခရစ်ကိုပြောတာကတော့အခုဆိုရင်သူ့ရဲ့အပြစ်ရှိနိုင်ခြေကပြန်တက်လာပြီဖြစ်တယ်လို့ဆိုပါတယ်ဘာလို့လဲဆိုတော့သူကခွန်ရုံးကိုနောက်ထပ်တန်ကြားရှိသူတယောက်တင်ပြမဲ့အစားသူဘာလို့ဒီလိုရာဇဝတ်မှုကိုကျူးလွန်ခဲ့လဲဆိုတာတဲ့ပုံမခိုင်းမာတဲ့တွန်းအားတစ်ခုကိုပဲတက်တည်ပြလိုက်လို့ဖြစ်သွားလို့ပါမတ်တော့ကခရစ်ကိုသူဟာတကယ်ပဲအပြစ်မရှိကြောင်းကိုတက်တည်ရှာချင်တာလားဒါမှမဟုတ်သူမမိန်းမနဲ့အိတ်ခဲ့တဲ့သူကိုပဲမင်းရင်တာလားလို့မေးပါတယ်ခရစ်ကပတ်ထရစ်အကြောင်းကိုသိလိုက်ရရုံနဲ့ပဲသူကနီကိုကိုတက်လိုက်မယ်လို့တကယ်ပဲထင်နေတာလားလို့မတ်တော့ကိုခနဲ့ပြီးမေးပါတယ်မတ်တော့ကခရစ်ကအရာအလုံးကိုထုံမပြောသေးတာထင်ရှားကြောင်းနဲ့တစုံတစ်ခုကိုကြိုတင်တန်တရားမရှိခဲ့ရင်ဖောက်ပြတဲ့ကိစ္စကိုဒီလောက်အမြန်ကြီးစဉ်းစားမိမှာမဟုတ်ဘူးလို့ပြပြတတ်တာတုတ်ပြန်ခဲ့ပါတယ်ခရစ်ကပဋိအကြောင်းသိရတာကိုသူမအံ့ဩဘူးလို့ဝန်ခံပါတယ်သူဟာမကြသေးခင်ကမှသူဇနီးကိုစိတ်ပြအောင်လုံးမိခဲ့ကြောင်းဒီနေ့မနက်မှာတော့လုံးမိခဲ့ကြောင်းဝန်ခံပါတယ်နီကိုကသူ့ကားထဲမှာဝှက်ထားတဲ့အရက်ပလင်းတွေကိုတွေ့တာခဲ့တာလို့ခရစ်ကဖွင့်ရလာပါတယ်မတ်တော့ကသူ့ဘယ်ချင်းကစပြီးအရက်ပြန်တောက်တာလဲလို့မေးတဲ့အခါလွန်ခဲ့တဲ့တနေ့ကလို့သူကပြန်ဖြေပါတယ်ဗီဒီယိုမှတ်တမ်းထဲမှာတော့နီကိုဟာခရစ်ကိုအရက်တောက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးရင်ဆိုင်ငင်းခုန်နေတာကိုတွေ့ရပါတယ်ခရစ်ကတပ်ပြင်းချပြီးသူကအရက်ဆွဲယောဂနဲ့အမြဲတမ်းရုန်းကန်နေရသူဖြစ်ကြောင်းကိုဝန်ခံပါတယ်နီကိုနဲ့လက်ထပ်ပြီးတဲ့နောက်မှာသူကအရက်ကိုရှောင်ကျဉ်နိုင်ခဲ့ပါတယ်ဂရေးတေသုံးတဲ့အချိန်လေးလူတိုင်းကသူ့ကိုဂုဏ်ယူခဲ့ကြတာပါဗီဒီယိုထဲမှာဂရေးကဓာတ်ရိုက်ထွက်ပြေးမှုနဲ့ပတ်သက်တဲ့ SUG ကားတစ်စီးကြောင်းကိုရဲတွေကိုရှင်းပြနေပါတယ်အဲဒီကားဟာ LS လို့ခေါ်တဲ့ဒဏ်ရာရှိသူပိုင်းတာပါခရစ်ဟာတွားရောက်စစ်ဆေးဖို့ပြင်နေတော့နီကိုစီကနေဖုံးလာတာကြောင့်ရေးကသူ့ကိုစားတွားကြည့်ပေးမယ်လို့ကန့်လန့်ခဲ့ပါတယ်ဝန်ထမ်းဆရာကောင်းနာကရေးဟာတနက်နဲ့ပြစ်ခံလိုက်ရပါတယ်ခရစ်ကသူ့ကိုဆေးရုံကိုအမြန်ပို့ဆောင်နေတော့အိမ်မပြောသွားဖို့တောင်းပန်နေခဲ့ပေမဲ့ရေးဟာတေဆုံးသွားခဲ့ပါတယ်ခရစ်ကတန်တရားရှိသူကိုကန်းချီခြေရခံလိုက်ခဲ့ပါတယ်နောက်ပိုင်းမှာ LS ဟာအပြစ်မရှိကြောင်းကို
ဆုံးဖြတ်ခံလိုက်ရပါတယ်ခရစ်ဟာအခွင့်အရေးရတော့ကအဲလက်ကိုတပ်ပစ်ခဲ့တဲ့လို့ဝန်ခံခဲ့ပြီးအဲချက်ကဒီနေ့အထိသူ့ကိုခြောက်လန့်နေတာဖြစ်ပါတယ်ခရစ်ကနောက်ဆုံးမှအမှန်တရားကိုဖွင့်ရပါတယ်ဒီနေ့မနေ့သူ့အလုပ်ကိုရောက်လာတဲ့အခါကားထဲမှာအရက်ပလင်းကိုလှမ်းယူပေးမဲ့သူမရှိတော့ပါဘူးနီကိုတွေ့သွားပြီလို့သူယူဆလိုက်ပါတယ်သူဒေါသတကြီးနဲ့အင်ကိုပြန်သွားပြီးသူမနဲ့ရင်ဆိုင်ခဲ့ပါတယ်သူမကသူ့အရက်ပလင်းကိုလွှတ်ပစ်လိုက်တဲ့အတွက်သူတို့စကားများခဲ့ကြပါတယ်သူကလက်သားချတဲ့အနေနဲ့သူမအကြိုက်ဆုံးပန်းကိုရိုက်ခွဲပစ်လိုက်ပါတယ်ဟန်ခွဲစာတစ်ခုဆင်းထွက်သွားပြီးသူမကိုထိခိုက်ဒဏ်ရာရစေခဲ့ပါတယ်သူကသွေးတွေကိုတုပ်ပေးဖို့ကန့်လန့်ခဲ့ကြောင်းဒါကြောင့်လည်းသူ့အင်ကြီးမှာနီကိုရဲ့သွေးတွေပေးနေတာဖြစ်ကြောင်းကိုရှင်းပြပါတယ်မတ်တော့ကဒါကိုဘာလို့အစောကြီးကလေးကမပြောတာလဲလို့မေးတဲ့အခါဒါကကျွန်တော်ကိုလူဆိုးဖြစ်အောင်လုပ်နေလို့ပါလို့သူကပြန်ပြေပါတယ်နောက်ပိုင်းဘာဆက်ဖြစ်လဲဆိုတာကိုသူတကယ်မမှတ်မိတော့ဘူးလို့ခရစ်ကဝန်ခံပါတယ်နောက်စိတ်မကောင်းစွာနဲ့ပဲခရစ်ကဒီကိုဟာကျွန်တော်အကြောင်းကိုပက်ထရစ်ကိုပြောပြရတဲ့အထိစိတ်ဆိုးနေတယ်ဆိုရင်ကျွန်တော်တကယ်ပဲစိတ်လွတ်ကိုလွတ်ဖြစ်နေခဲ့တာဖြစ်မှာပါပြီးတော့ဒေါသအဟောင်းနဲ့ကျွန်တော်ဓာတ်ကိုဆွဲကင်မိတာလည်းဖြစ်နိုင်ပါတယ်လို့ဒီကုန်းချုပ်လိုက်ပါတယ်မန်တော်ကကြားပြပြောတာကအကယ်၍သူသာလူသက်မှုကိုဝန်ခံလိုက်ရင်သူမကစီရင်ချက်ကိုအတီးပြုလိုက်မှာဖြစ်ပြီးသူဟာကွက်မျက်ခံရဖို့အတွက်အချိန်ကုန်ဆုံးတော့ကိုစောင့်အောင်ပဲရှိတော့တယ်လို့ဆိုပါတယ်ခရစ်ဟာတပ်ပင်းချလိုက်ပြီးနီကိုနဲ့ပုံမှန်အဆက်အသွယ်ရှိတဲ့သူတွေအားလုံးကိုပြပေးဖို့မန်တော်ကိုတောင်းဆိုပါတယ်မန်တော်ဟာဖန်သားပြင်ပေါ်မှာအမီစင်းတွေကိုတင်ပေးပါတယ်အမီတွေကိုတငယ်ချင်းတွေနဲ့လောဘကံဘက်ဆိုပြီးခွဲခြားပေးဖို့သူကခိုင်းပါတယ်ပက်ထရစ်ပြောတာမှန်တယ်လို့ခရစ်ကဝန်ခံလိုက်ပါတယ်သူဟာနီကိုနဲ့ပို့ပြီးနီးနီးကက်ကက်ရှိခဲ့ရင်သူမဘဝကဘာတွေဖြစ်နေလဲဆိုတာကိုသူသိမှာပါနောက်သူဟာပက်ထရစ်နဲ့စကားပြောချင်တယ်လို့မန်တော်ကိုပြောပါတယ်ပက်ထရစ်ဟာလက်ရှိမှာနေမြေစကန်တစ်ခုမှစစ်ဆေးခံနေရကြောင်းသူမကအတိပေးပြီးဖုံးချိတ်ပေးလိုက်ပါတယ်ပက်ထရစ်ဖန်သားပြင်ပေါ်မှာပေါ်လာတဲ့အခါနီကိုမှာဘာပြဿနာတွေရှိနေလဲလို့ခရစ်ကမေးပါတယ်ပက်ထရစ်ကခေါင်းခါပြီးထုံးစံတိုင်းညီးတွားပါတော့တယ်ခရစ်ကသူမဒါမှမဟုတ်ဘရင်းနဲ့အချိန်အလုံးလောက်မပေးဘူးဆိုတာမျိုးတွေပေါ့လို့ဖြေပါတယ်နောက်ခရစ်ကနီကိုရဲ့အလုံးမရောတခုပြဿနာရှိလာလို့မေးပါတယ်မေကွန်ကပက်ထရစ်ရဲ့မှတ်ဉာဏ်ကိုတခုခုသတိရစီပါတယ်နီကိုကအလုံးမပြဿနာတခုခုဖြေရှင်းနေရကြောင်းသူကထုတ်ပေါ်ပြောပါတယ်တစုံတယောက်ကကုမ္ပဏီကနေဓာတုပစ္စည်းတွေခိုးယူနေတာဖြစ်ပြီးဟောက်တဲ့တယောက်ကပို့ကုန်တွေထဲမှာပစ္စည်းတွေပျောက်ဆုံးနေကြောင်းတိုင်ကြားပြီးတဲ့နောက်မှာနီကိုရဲ့အထက်လူကြီးကသူမကိုစုံစမ်းစစ်ဆေးဖို့ခိုင်းထားတာပါသူမကတခြားလူတွေရဲ့ကိစ္စတွေဝင်ဆက်စုနေရတာကိုမကြိုက်ပေမဲ့သူမစုံစမ်းနေခဲ့တာတော့အမှန်ပါပဲခရစ်ကနီကိုရဲ့လောက်ဝကိုင်းဘက်တွေကိုအာရုံစိုက်လိုက်ပါတယ်မတ်တော်ကသူတို့အားလုံးဟာဒီနေ့အလုံးမှာရှိနေကြပြီးဒီနေ့ကနေနေ့ကလေးကသူတို့တွေကဘယ်သူမှခရစ်ရဲ့ရက်ကွက်နဲ့တမိုင်အတွင်းကိုရောက်မလာခဲ့ဘူးလို့ထောက်ပြပါတယ်ခရစ်ကခေါင်းချင်းပြပြီးနေရာကျွန်တော်တို့အသားကင်ပါတီလောက်တဲ့နေပဲလို့ဆိုပါတယ်ခရစ်ကဂျက်စီဖုံးဆက်ပြီးသူ့မှာထင်မြင်ချက်တစ်ခုရှိကြောင်းနဲ့ဘိုင်ကင်တီပိုးစီတွားရောက်သေးဖို့ခိုင်းပါတယ်မန်တော်ကထင်မြင်ချက်ဆိုတာဘာကိုဆိုလိုတာလဲလို့မေးပါတယ်ခရစ်ကဒါကိုယ့်ရဲ့ဗီဇကိုယုံကြည်တာပဲခွန်ယုံအနေနဲ့ဒါကိုသုံးသင့်တယ်လို့ပြန်ဖြေပါတယ်မန်တော်ကခွန်ယုံကအချက်လက်တွေနဲ့လှုပ်တာလို့ထောက်ပြပေမဲ့ခရစ်ကအမှန်တရားဆိုတာအဖြူမဲတက်တက်ကွက်ကွက်ရှိခဲ့ပါတယ်လို့ပြန်ချေပါပါတယ်နောက်အသားကင်ပါတီလောက်တော့ကဗရင်းဗီဒီယိုရိုက်ထားတာရှိလားလို့မန်တော်ကိုမေးပါတယ်သူတို့ဗီဒီယိုကိုပြန်ကြည့်ကြပါတယ်လူသက်သမားကအသားကင်ပါတီကိုအခွင့်ကောင်းယူပြီးအခြေအနေတွေကိုလာကြည့်သွားတာဖြစ်နိုင်တယ်လို့ခရစ်ကယူဆပါတယ်မန်တော်ကလမ်းဘေးကင်မရာတွေကိုစစ်ဆေးပါတယ်ဒီနေ့မနက်ခရစ်အိမ်ရှိကဖြတ်သွားတဲ့ကား46သီးထဲမှာတစည်းမှရက်တန့်ခြင်းမရှိခဲ့ပါဘူးခရစ်ကခဏစဉ်းစားပြီးအိမ်နောက်ဖေးလမ်းတွေကြောင်းကိုလည်းမေးပါတယ်ဇုံတယောက်ကအိမ်နောက်ဖေးခြံစည်းကိုကြော်ဝင်လာတာဖြစ်နိုင်တယ်လို့သူကယူဆပါတယ်ဒါကသူတို့အိမ်နောက်ဖေးမှာနေတဲ့အိမ်ဒီချင်းဘေးကိုတတိယစေပါတယ်သူ့အိမ်မှာငှက်ကြီးကင်မရာတက်ထားတာပါမန်တော်ကအဲ့ဒီဗီဒီယိုကိုကြည့်ဖို့စူးစမ်းပေမဲ့မားတစ်ခုပြနေပါတယ်အဲ့ဒီဒေတာမှာအင်တာနက်ပြတ်တောက်မှုဖြစ်ခဲ့လို့ဖိုင်နယ်ဟာ30အဆင့်မှာပဲရှိနေပါသေးတယ်ခရစ်ကခဏနားပြီးစဉ်းစားပါတယ်အသားကင်ပါတီလုပ်တဲ့နေ့ဟာနေုံနေမနက်2နာရီမှာစခဲ့တာပါဘိုင်ကင်ရှင်းမေးကုမ္ပဏီကဝန်ထမ်းတစ်ယောက်ဟာသူတို့ရဲ့ကိုယ်ပိုင်ကားတွေနဲ့လာကြလဲလို့သူကမတ်တော့ကိုမေးပါတယ်လေးကြီးလို့သူမကပြန်ပြေးပါတယ်သူကရော့ရဲ့ကားကိုခြေအခန့်ကြည့်တဲ့အခါနေလယ်2နာရီခွဲမှာခရစ်တို့လမ်းထဲကိုပထမဆုံးဝင်လာတာကိုတွေ့ရပါတယ်ဒါပေမဲ့ရော့ကတယောက်တည်းမဟုတ်ဘူးဆိုတာကိုခရစ်ကသတိထားမိသွားပါတယ်သူကားထဲမှာနောက်တဲ့ခီးတဲ့3ယောက်ပါလာပါတယ်သူကရော့နဲ့စကားပြောဖို့လိုတယ်လို့မတ်တော့ကိုပြောပါတယ်ဘုံကိုစုံဦးမှာခရစ်ကရော့ကိုသူနဲ့အတူလိုက်ပါလာတဲ့လူချောင်းကိုမေးပါတယ်ရော့ကကာလာမာရီယာမိုင်နဲ့လီယိုတို့ရဲ့အမိတွေကိုပြောပြပါတယ်နောက်ပါတီပြီးတော့အားလုံးအတူတူပြန်ကြသလားလို့ခရစ်ကမေးပါတယ်ရော့ကခေါင်းခါပြီးဒေတာတဲ့အစီအစဉ်မရှိကြောင်းသူကဒီဘရာနဲ့ဘီတို့ကိုအိမ်ပြန်လိုက်ဖို့ပေးခဲ့ပြီးကျန်တဲ့လူတွေကတော့သူတို့ဘာသာပြန်ကြတယ်လို့ဆိုပါတယ်ခရစ်ကနောက်နေ့တင်းလာနေမှာအလုပ်ပြတ်တဲ့လူရှိတာလို့မေးတဲ့အခါမရှိဘူးလို့ရော့ကဖြေပါတယ်နောက်တစ်ဆင့်အနေနဲ့ခရစ်ကဘရေးရဲ့ဗီဒီယိုတွေကတခုကိုပြန်ဖွင့်ခိုင်းပါတယ်စုပ်ပြတ်တက်နေတဲ့ကောင်ပါတဲ့ဗီဒီယိုပါအဲ့ဒါကိုဘယ်အချိန်မှရိုက်ခဲ့တာလဲလို့မေးတဲ့အခါမတ်တော်ကအချိန်မှတ်တမ်းကိုပြန်ပြောပြပါတယ်ကျမအဖေအိမ်ပြန်ရောက်ပြီထင်တယ်ကျမသွားပြီဆိုတဲ့စကားကိုကြားရပါတယ်ခရစ်ကဖြည်းဖြည်းချင်းခေါင်းငိမ့်ပြီးအဲ့ဒီအချိန်ကိုတီးပြီးဖို့သူ့ဌာနကမှတ်တမ်းတွေကိုကြည့်ခိုင်းပါတယ်မှတ်တမ်းတွေကအဲ့ဒီဗီဒီယိုကိုရိုက်နေတဲ့အချိန်မှာသူဟာရဲစခန်းမှာပဲရှိနေသေးပါတယ်နောက်ဆုံးမှသူဟာဘရင်းနဲ့စကားပြောချင်တယ်လို့တောင်းဆိုပါတယ်ဘရင်းဟာဖန်သားပြစ်ပေါ်မှာပေါ်လာတဲ့အခါသူမကမျက်ရည်တွေနဲ့ခရစ်ကိုလူလိမ်လို့ဆွဆွဲပါတယ်သူမက YouTube ပေါ်မှာတင်ထားတဲ့ဗီဒီယိုတစ်ခုကိုပြပါတယ်အဲ့ဒီထဲမှာခရစ်ကအလုံးမရှိနေရမယ့်အချိန်မှာရဲဆိုင်တစ်ဆိုင်မှာမူးနေတာကိုတွေ့ရပါတယ်ခရစ်အရက်ပြန်တောင်းနေတာကိုမသိတဲ့ဘရစ်ကဒါကြောင့်ပဲအဖေကပြီးခဲ့တဲ့တစ်နှစ်လုံးလူယုံမာလို့ပြုတ်မှုနေခဲ့သလားလို့မေးခွန်းထုတ်ပါတော့တယ်အဲဒီနောက်ဘရစ်က
ခရစ်ဟာနီကိုကိုတက်ခဲ့တာလားလို့မေးပေမဲ့ခရစ်ကသူမလုပ်ခဲ့ဘူးလို့ဂျိန်ဆိုပြောဆိုပါတယ်ဘရိတ်ကဖုံးချဖို့ပြင်လိုက်ချိန်မှာပဲမန်တော့ကကြားဝင်လာပြီးသူမရဲ့အဖေကအပြစ်မရှိကြောင်းခုခံကာဝယ်ဖို့ကြိုးစားနေတာဖြစ်ပြီးဘရိတ်ရဲ့အကူအညီကအပြောင်းလဲတစ်ခုဖြစ်စေနိုင်တယ်လို့ရှင်းပြပါတယ်ဒါပေမဲ့ဘရိတ်ကတော့သူ့အမေကိုအဖေပဲတက်ခဲ့တာလို့အခိုင်အမာပြောနေသေးပါမန်တော့ကဒေဂျာပေါက်တော့မဟုတ်သေးဘူးလို့အေးစစ်စစ်ပဲတုံ့ပြန်ပါတယ်ခရစ်ကစကားလမ်းကြောင်းကိုညင်ညင်သာသာလေးလွှဲလိုက်ပါတယ်သူကလွန်ခဲ့တဲ့ညကဘရိတ် Instagram မှာတင်ခဲ့တဲ့ဗီဒီယိုအကြောင်းကိုမေးပါတယ်ဘရိတ်ကသူ့ရဲ့ကိုယ်ရေးကိုယ်တာဘွားတဲ့ဝင်ဆက်စုတယ်ဆိုပြီးခရစ်ကိုအော်ဟစ်လိုက်ပါတယ်ခရစ်ကချက်ချင်းတောင်းပန်လိုက်ပါတယ်အဲဒီနောက်သူမကတကားပိတ်သလိုမျိုးအတန်တစ်ခုကြားခဲ့ရတာကိုရှင်းပြပါတယ်သူမအိမ်ထဲကိုလိုက်စစ်ခဲ့ပေမဲ့ထူးခြားတာဘာမှမတွေ့ခဲ့ပါဘူးအဲဒီနောက်မကြခင်မှာပဲတငယ်ချင်းတယောက်ကသူမကိုလာခေါ်သွားတာဖြစ်ပါတယ်ခရစ်ကမတ်တော့ကိုဗီဒီယိုပြန်ဖွင့်ခိုင်းပါတယ်မြေရောက်ခန့်တကအနှဲငယ်ပွင့်နေတာကိုသူသတိထားမိသွားပါတယ်သူဘရိတ်ကိုအဲ့ဒီတကားကိုဖွင့်ခဲ့သလားလို့မေးပါတယ်သူမကခေါင်းခါပါတယ်မတ်တော့ကပုံရိပ်ကိုပို့ပြီးကြည်လင်အောင်လုပ်လိုက်တဲ့အခါမှာတော့ခရစ်ရဲ့တန်တရားဟာမှန်ကန်မှုရှိကြောင်းအတည်ပြုနိုင်ခဲ့ပါတယ်သူတစ်ခုခုကိုရိပ်မိသွားပါတယ်လူသက်သမားဟာတင်းနေဦးနေနေ့ကအသားကင်ပါတီပြီးတဲ့ကအိမ်ကနေဘယ်တော့မှထွက်မသွားခဲ့တာဖြစ်နိုင်ပါတယ်အဲဒီစားအိမ်ထဲမှာပုံအောင်နေပြီးအိမ်ကနေမှနီကိုကိုတက်ခဲ့တာဖြစ်နိုင်ပါတယ်ခရစ်ကဘရိတ်ကိုအရာအလုံးနောက်မှပြန်ရှင်းပြမယ်လို့ဂရီပေးပြီးဖုံးချလိုက်ပါတယ်အဲဒီနောက်သူကအပြစ်ရှိနိုင်ခြင်းရာခိုင်နှုန်းကိုကြည့်လိုက်ပါတယ်သူရဲ့အပြစ်ရှိနိုင်ခြင်းရာခိုင်နှုန်းကကျမသွားပါဘူးဒါကအရေးတစ်ခုလည်းဖြစ်နိုင်တာပဲလို့မတ်တော့ကပြန်ပြောပါတယ်ပြီးတော့သူကြော်ဖြတ်မိခဲ့တဲ့အရေးကြီးတဲ့အပိုင်းတစ်ခုကိုလည်းသူမကထောက်ပြပါတယ်အဲ့ဒါကတော့ Bike Shipping Company ကနေဓာတုပစ္စည်းတွေခိုးနေတဲ့သူပဲဖြစ်ပါတယ်ခရစ်ကခေါင်းငိမ့်ပြပြီးနီကိုရဲ့ email တွေထဲမှာပစ္စည်းပျောက်ဆုံးတာနဲ့ပတ်သက်တာတွေကိုရှာဖွေပါတော့တယ်။သူဟာ UG ဆိုတဲ့စကားလုံးတွေကိုခဏခဏတွေ့ရပါတယ်။ UG ဆိုတာဘာလဲလို့သူကမေးပါတယ်။ UG ဆိုတာ Urea Grade ပါ။ဘိုင်ကင်မှတ်တမ်းတွေထဲမှာခဏခဏပါနေတဲ့ဓာတုပစ္စည်းတစ်ခုပါလို့မန်တော်ကရှင်းပြပါတယ်။အမိတစ်ခုကဂရေးရဲ့အာယုံကိုဖန်ဆာလိုက်ပါတယ်။သူက UG ဘလောက်ပျောက်ဆုံးနေတယ်လို့မန်တော်ကိုမေးပါတယ်။ဒီဓာတွေကိုစစ်ဆေးပြီးရဲ့နောက်မှာတော့မန်တော်ကလွန်ခဲ့တဲ့6လအတွင်း Bio Beauty စီပို့သမျှကုန်စည်တွေမှာကွဲလွဲချက်တွေရှိနေကြောင်းအစီရင်ခံပါတယ်။ပစ္စည်းအစစ်မှန်တွေကမူလအရေးနဲ့တူနေပေမဲ့ပိုးဆောင်မှုစင်းထဲမှာတော့50ကီလိုဝယ်ကွန်တိန်နာတစ်လုံးပုံနေရလို့ပြထားပါတယ်။သူတို့ကိုဈေးပိုကောက်နေရလားလို့ခရစ်ကမေးတဲ့အခါမတ်တော့ကပစ္စည်းအစစ်မှန်စင်းကမှန်နေပြီးစာရွက်စာတမ်းပိုင်းကိုပဲပြင်ထားတာလို့ရှင်းပြပါတယ်ခရစ်ကအရာအလုံးကိုချက်ချင်းဆက်မိသွားတယ်စာရွက်ပေါ်မှာပစ္စည်းတွေပိုးနေသလိုပြထားပေမဲ့တစုံတယောက်ကပစ္စည်းအစစ်မှန်တွေကိုခိုးယူနေတာပါရူရီယာဂရန်ဒီကီလို30ကျော်ပျောက်ဆုံးနေရလို့မတ်တော့ကတွက်ချပြပါတယ်သူမဆက်ပြီးရှင်းပြတာကတော့ဓာတုယူရီယာကိုရေပြားထိန်းသိမ်းမှုပစ္စည်းတွေမှာသုံးသလိုပဲမောင်ကိုဈေးကွက်မှာအမျက်စွန်းလွန်ရတဲ့မက်သာဖက်တမင်စိတ်ကြစီထုတ်လို့ရမှလည်းသုံးကြပါတယ်သူတို့တွေဟော့ရဲ့ email ကိုဝင်ကြည့်တဲ့အခါတောက်ကြနေရနီကိုနဲ့ရေးပေါ်တွေ့နေတယ်လို့ပို့ထားတဲ့ email ကိုတွေ့ရပါတယ်။မန်တော့က Bike Shipping ရဲ့လုံခြုံရေးဗီဒီယိုမှတ်တမ်းကိုချက်ချင်းဖွင့်ပြပါတယ်။ဗီဒီယိုထဲမှာတော့ဟောနဲ့နီကိုတို့စကားများနေပုံရပါတယ်။ခရစ်ကသူ့ရဲ့ email တွေကိုပြန်စစ်ကြည့်တဲ့အခါဟောမှာလောင်ကစားပြဿနာတွေရှိနေတာကိုတွေ့ရပါတယ်။လွန်ခဲ့တဲ့6လအတွင်းမှာတော့ဟောရဲ့ငွေကြေးမှတ်တမ်းတွေကိုထုတ်ပေးဖို့သူကမတ်တော့ကိုခိုင်းပါတယ်။အဲဒီနောက်ခရစ်ကအရေးကြီးတဲ့အချက်တစ်ချက်ကိုတွေ့သွားပါတယ်။ရော့ကဟောကိုဒေါ်လာ4000လွှဲပေးထားပြီးဒါဟာသူ့ကိုကူညီပေးတာဖြစ်နိုင်ပါတယ်။ဟောဟာအကျွေးတွေဆက်ဖို့ဈေးဝါးတွေထုတ်လုပ်ရောင်းချဖို့အတွက်ဓာတုပစ္စည်းတွေကိုခွဲယူနေသူဖြစ်နိုင်ပြီးဒီကိုကဒီအေဂျင်စီကိုတည်သွားတဲ့အခါသူမကိုနှုတ်ပိတ်လိုက်တာဖြစ်နိုင်တယ်လို့ခရစ်ကသဘောပေါက်ပြီးပြောလိုက်ပါတယ်အပြည့်ရှိနိုင်ခြင်းရာခိုင်နှုန်းကလည်းကျဆင်းသွားပါတယ်ခရစ်ကရော့စီကိုဆက်သွယ်ခဲ့ပြီးမြဲဟော့ကပဲဖုန်းကင်ပါတယ်ဟော့ကစိုးရိမ်တဲ့အတန်နဲ့ခရစ်အစင်ပြေလားလို့မေးပါတယ်မန်တော့ကကြားဝင်ပြီးတော့ရော့ကိုဖုန်းပေးဖို့ဟော့ကိုပြောပါတယ်ဟော့ကထိတ်ထိတ်ငုံငုံနဲ့သူဖုန်းမြည်နေတာကိုမြင်လို့လာခိုင်းတာပါလို့ပြောပါတယ်သူရော့ကိုသွားရှာပေးမယ်ဆိုပြီးထွက်သွားပါတယ်ခရစ်ကကြက်ပမာလဲလို့မေးပါတယ်သူမဟာ Bike Shipping နဲ့4မိနစ်အကွာမှာရှိနေကြောင်းမတ်တော့ကအသိပေးပါတယ်သူကဟော့ရဲ့လှုပ်ရှားမှုတွေကိုဆက်ပြီးစောင့်ကြည့်နေပေးဖို့နဲ့တစ်ဆက်တည်းမှာပဲအင်ဂျင်နာကြီးရဲ့ငှက်ကြီးကင်မရာဗီဒီယိုကိုထုတ်ပြဖို့ပြောပါတယ်ဗီဒီယိုကိုသူမကဖွင့်ပြပါတယ်မနက်10:08မိနစ်မှာတည့်ရတွေလှုပ်ရှားနေတာကိုခရစ်ကသတိထားမိပါတယ်မနက်7:43မိနစ်မှာကင်မရာကလှုပ်ရှားမှုကြောင့်ထပ်ပြီးပွင့်လာတယ်လို့မတ်တော့ကထပ်ပြောပါတယ်မတ်တော့ကဘေးရဲ့ဖုန်းကိုခြေရာခံပြီးကြည့်တဲ့အခါသူကမနက်7:23မှာအိမ်ငါထွက်သွားကြောင်းသိရပါတယ်ဒါပေမဲ့ပတ်ဝန်းကျင်ကလမ်းမေးကင်မရာတွေဟာအင်တာနက်ပြတ်တောက်မှုကြောင့်ထိခိုက်ခဲ့လို့အချက်လက်အသစ်တွေတင်ဆက်ဖို့အတွက်လည်းအချိန်ထပ်ယူအောင်မှာဖြစ်ပါတယ်ဟောကဖုန်းပြန်ကင်ပြီးရော့ကိုရှာမတွေ့ဘူးလို့ပြောပါတယ်ဟော့ရဲ့အပြစ်မရှိသလိုဟန်ဆောင်နေတာကိုစိတ်ပြတ်သွားတဲ့ခရစ်ဟာသူဓာတုပစ္စည်းတွေခိုးနေတာကိုနီကိုသိသွားလို့တက်လိုက်တာမဟုတ်လားလို့ဓာတ်ရိုက်ဆွဆွဲလိုက်ပါတယ်ဟော့ကတုံဆိုင်သွားပြီးမှတကယ်တမ်းဓာတုပစ္စည်းတွေခိုးနေတာရော့ပါလို့အခိုင်အမာပြောပါတယ်သူနဲ့နီကိုနှစ်ယောက်လုံးဟာဒီခိုးမှုအကြောင်းကိုသိပေမဲ့ရော့ဟာသူတို့အပေါ်မြဲကောင်းခဲ့တာကြောင့်မတိုင်ခဲ့ကြတာလို့ဝန်ခံပါတယ်ရော့ကဟော့ဒုက္ခရောက်နေတော့မှလည်းငွေကြေးအရာကူညီပေးခဲ့တာပါရော့ဘယ်မှာလဲလို့ခရစ်ကသိချင်နေပါတယ်ရော့ကနေမကောင်းလို့အလောက်ကနေစောစောထွက်သွားတာကိုအခုမှသိရတာလို့ဟော့ကပြောပါတယ်ရော့ကမနေ့ကလေးကနေမကောင်းလို့ခွင့်ယူထားတာကြောင့်မန်နေဂျာကသူ့ကိုပြန်ခွင့်ပေးလိုက်တာပါဟော့ကရော့ကိုနောက်ဆုံးတွေ့ခဲ့တာကအသားခင်ပါတီမှာပါအားလုံးပြန်သွားတဲ့အချိန်မှာရော့ဟာနီကိုနဲ့တီးတန့်စကားပြောဖို့ကြံခဲ့ပြီးအရာအားလုံးအဆင်ပြေသွားမှာပါလို့
သူမကိုအားပေးခဲ့ပါတယ်ပြီးတော့သူကားကိုတင်းတင်းကနေမှယူသွားပြီးသူနဲ့အတူလာတဲ့လုံပေါကိုင်ဘက်တွေကိုအိမ်ပြန်လိုက်ဖို့ပေးဖို့ဟောက်ကိုခိုင်းခဲ့ပါသေးတယ်မတ်တော့ကရော့ရဲ့ကားကိုချီအခန်းကြီးတဲ့အခါသူအိမ်မှာပဲရှိနေတာကိုတွေ့ရပါတယ်ခရစ်ကဂျက်ကိုရော့အိမ်ကိုသွားဖို့ခိုင်းတယ်လို့မတ်တော့ကလည်းဒေတာကဆွတ်အဖွဲ့ကိုအကြောင်းကြားလိုက်ပါတယ်မတ်တော့ကတင်ဆက်ထားတဲ့လမ်းမေးကင်မရာဗီဒီယိုကိုခရစ်ကိုပြပါတယ်ဘီပီတာစီရဲ့ကားကွင်းထဲကိုဝင်လာတာကိုတွေ့ရပါတယ်ဘီကားပေါ်ကဆင်းသွားပြီးတဲ့နောက်မှာတော့ရောကကားနာဖုန်းထဲကနေထွက်လာပါတယ်ခရစ်ရဲ့အပြစ်ရှိနိုင်ခြင်းရာခိုင်နှုန်းဟာထပ်မံကျဆင်းသွားပါတယ်ခရစ်ကမနက်တော့ကိုသူမရဲ့ပင်ကိုညံကိုယုံကြည်ဖို့တိုက်တွန်းလိုက်ပါတယ်သူမကခဏတာချိုးရင်းသွားပြီးပြန်ပွင့်လာပါတယ်အဲဒီချိန်မှာပဲဆွတ်အဖွဲ့ဟာရောရဲ့အိမ်ကိုရောက်လာပြီးအတင်းဝင်ရောက်စီးနှင်းပေမဲ့ရောဟာအထဲမှာမရှိပါဘူး GPS ခြေအခန်းစနစ်ရကားဟာအိမ်မှာပဲရှိသေးတယ်လို့မတ်တော့ကထောက်ပြပါတယ်ခရစ်ကရောဘတ်ဟာသူတို့ကိုလမ်းမအောင်ခြေအခန်းဆက်ကိုဖြုတ်ပြီးအိမ်မှာထားခဲ့တာဖြစ်မှာပဲလို့သဘောပေါက်သွားပါတယ်ခရစ်ကလမ်းဘေးကင်မရာလေးမှာကွန်တင်ကားကိုရှာဖို့မတ်တော့ကိုပြောပါတယ်ဘိုင်းကင်းလိုင်စင်နံပါတ်ပြားပါတဲ့ကားမတွေ့ရဘူးလို့မတ်တော့ကအစီရင်ခံလိုက်ပါတယ်ရောကအဲ့ဒါကိုဖျောက်ပစ်ခဲ့မှာပဲလို့ခရစ်ကကောက်ချက်ချလိုက်ပါတယ်ရာရှိတယောက်ကရောရဲ့အိမ်ထဲမှာအသောင်းဝင်တာဘာမှမရှိဘူးလို့ခရစ်ကိုပြောပါတယ်ခရစ်ကအဲ့ဒီဓာတ်ပုံကိုအနီးကပ်ပြခိုင်းပါတယ်ဓာတ်ပုံရဲ့တွဲကစုပ်ပြတ်နေတာကိုသူသတိထားမိပါတယ်ခရစ်ရဲ့တောင်းဆိုချက်အရမတ်တော့ကအဲ့ဒီပုံကိုစကန်ဖက်စစ်ဆေးပါတယ်စစ်ဆေးနေတော့မှပဲရောရဲ့အိမ်ကအရင်ကစောင်းကြည့်ဗီဒီယိုကိုထုတ်ပေးဖို့သူမကိုခိုင်းပါတယ်သူကအရာရှိတွေကိုဂိုဒေါင်ထဲကိုရှာဖို့ညွှန်ကြားပါတယ်ဂိုဒေါင်ထဲမှာတမင်တကာဖျက်ဆီးထားတဲ့မီးလောင်ထားတဲ့စာအပ်စာတမ်းတွေကိုသူတို့တွေ့ရပါတယ်ရောဟာတက္ကသိုလ်ပွဲရထားသူဖြစ်လို့ဈေးဝါးတွေကိုကိုယ်တိုင်ထုံနိုင်စွမ်းရှိကြောင်းမတ်တော့ကထောက်ပြပြီးဒီပစ္စည်းတွေကို red zone မှာရောင်းချရင်ရလာမဲ့ခံမှန်းချေအမျက်စွန်းတွေကိုသူမကတွက်ချပြပါတယ်အဲဒီနောက်မှာခရစ်ကကြက်ကိုကြည့်ပြီးနောက်ပြန်လှည့်သွားဖို့ညွှန်ကြားပါတယ်သူတို့ရော့စီကိုနောက်ဆုံးဖုံးဆက်ခဲ့တော့ကသူကဘိုက်ကင်းရှိပေမှာမရှိလို့သူကထောက်ပြပါတယ်အဲဒီနောက်ရရှိတဲ့ဟာရီယာဂရန်ဒီကိုရီနာရီနဲ့အတူကွန်တင်ကလိုင်စင်နံပါတ်ပြားနဲ့ရေပုံချို့ကိုတွေ့ရှိသွားပါတယ်ရော့ဟာအွန်လိုင်းနဲ့လုံးဝမပတ်သက်ပဲအလုပ်လုပ်တာကြောင့်ဘလို့ digital ချီယာမှမကြံခဲ့ပဲဒါကြောင့်လည်းမတ်တော့ဟာသူ့ကိုအစောပိုင်းမှာသတိမပြုခဲ့တာဖြစ်ကြောင်းခရစ်ကသတိထားမိလိုက်ပါတယ်အဲဒီနောက်သူတို့စာအုပ်တအုပ်ကိုတွေ့ပါတယ်အဲဒီစာအုပ်ဟာဝုန်းတီစောက်ဖို့အသေးစိတ်လက်ဆွဲစာအုပ်ဖြစ်ကြောင်းကိုမတ်တော့ကအတီးပြလိုက်တာနဲ့ခရစ်ကအရာရှိတွေကိုချက်ချင်းသတိပေးလိုက်ပါတယ်မတ်တော့ကဒေတာတွင်းမှာရှိတဲ့လမ်းဘေးကင်မရာအားလုံးကိုစကန်ဖတ်ပြီးနောက်ဆုံးမှာတော့ရော့ကိုရှာတွေ့သွားပါတယ်သူဟာပေါင်3000လောက်ရှိတဲ့ပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေတင်ဆောင်ထားတဲ့ကွန်တင်ကားကိုမောင်းပြီးမျိုးလေကောင်းစီကိုဥတည်နေတာဖြစ်ပါတယ်မျက်နှာမှတ်မိစေတဲ့ဒေတာတွေကိုတိုက်စစ်ကြည့်လိုက်တဲ့အခါနောက်ထပ်ထိတ်လန့်စရာတစ်ခုပေါ်လာပါတယ်ရော့ရဲ့ဘေးမှာရှိတဲ့ကောင်းလေးဟာခရစ်ကိုယ်တိုင်ဂူနာခွေုံမှာစီရင်ချက်ချခဲ့တဲ့ဒေးဗစ်ဝက်ပဲဖြစ်ပါတယ်ဒေးဗစ်ဝက်ဟာရောဘတ်ဝက်ရဲ့ညီအရင်ဖြစ်နေပါတယ်ရော့ဟာတီးခြားစီမွေးသားခံရပြီးတဲ့နောက်ပိုင်းမှာသူ့ရဲ့မျိုးနာမည်ကိုပြောင်းလဲခဲ့တာပါခရစ်ဟာရော့နဲ့AACဝက်မှာစတွေ့ခဲ့တာဖြစ်ကြောင်းသတိရသွားပါတယ်ဒေးဗစ်ရဲ့အမှုပြီးမှသာသူ့ရဲ့အကြံပေးဖြစ်လာခဲ့တာပါအမှန်တရားကရှင်းလင်းသွားပါပြီဒါဟာနီကိုနဲ့လုံးဝမဆိုင်ပါဘူးခရစ်နဲ့မတ်တော်တို့နဲ့ပဲဆိုင်တာပါရော့ဟာဂလက်စားချေဖို့စူးစမ်းနေတာပါခရစ်ဟာတီတွေးရှိချက်ကိုအာနာပိုင်စီကိုအကြောင်းကြားပြီးဂယူနာခွန်ရောဟာပြစ်မှတ်ထားခံရပြီလို့လည်းသတိပေးလိုက်ပါတယ်ခရစ်ကဘရေးစီကိုဖုံးဆက်ဖို့စူးစမ်းပြီးမြဲဘရေးရဲ့အဖို့ချက်ကပဲဖုံးကင်ပါတယ်ခရစ်ကမတ်တော်ကိုသူခေါ်ပဲကင်မရာကိုချက်ချင်းဝင်ကြည့်ခိုင်းပါတယ်ဗီဒီယိုမှတ်တမ်းရဘရေးဟာပြင်မာရော့နဲ့စကားပြောနေတော့ရော့ဟာသူမကိုအတေးတမခေါ်ဆောင်သွားတာကိုတွေ့ရပါတယ်ခရစ်ကဂျက်ကိုရော့နာကိုလိုက်ဖို့အမိန်ပေးပါတယ်အဲဒီအချိန်မှာပဲအရာရှိတယောက်ဟာကိုတောင်ထဲမှာဘုံရှိနေတယ်လို့အော်ဟစ်လိုက်ပါတယ်ခွဲသားတွေအမြန်ဆုံးဆုတ်ခွာဖို့ကြိုးစားပြီးမြဲဘုံကပေါက်ကွဲသွားပြီးအရာရှိတော်တော်များများတေဆုံးသွားပါတယ်ခရစ်ရဲ့အပြစ်ရှိနိုင်ခြေရာခိုင်နှုန်းဟာနောက်ဆုံးမှာတော့3ညအထိကိုဆင်းသွားပါတယ်ဒါပေမဲ့သူကတရားစီရင်လုပ်ငန်းစဉ်ကိုမရဲတန့်စေခြင်းဘူးလို့မတ်တော့ကိုပြောပါတယ်အကယ်၍စစ်ဆေးမှုပြီးဆုံးသွားရင်သူဟာစနစ်ရဲ့အရေးမြစ်တွေနဲ့စောင်းကြီးရေးကွန်ရက်တွေကိုအသုံးပြုခင်ဆုံးရှုံးသွားမှာဖြစ်လို့ပါမတ်တော့ကတော့တရားရုံးလုပ်ငန်းစဉ်ဟာစီရင်ချက်ကိုရောက်ရှိသွားပြီဖြစ်လို့ဒီအကြံကိုလက်မခံပဲညှင်းဆန်ပါတယ်ခရစ်ကရော့ဟာလူများကြီးအသက်ကိုနှုတ်ယူခဲ့ဖြစ်ကြောင်းနောက်တဲ့လူတွေမတက်နိုင်ခင်သူ့ကိုတားဆီးဖို့ကတေဆုံးသွားတဲ့သူတွေအတွက်သူတို့မှတာဝန်ရှိကြောင်းပြောပါတယ်မတ်တော့ဟာတကြောပြန်ချွေရင်းမှုဖြစ်သွားပြန်ပါတယ်သူမခရစ်ရဲ့ပင်ကိုသိစိတ်ရာမှန်ကန်ခဲ့ကြောင်းပြောပြီးမှသူမကိုသူမပြန်ပြီးမေးခွန်းထုတ်ပါတယ်ငါရင်ကလူတွေကိုကူညီဖို့ပြက်ကွက်ခဲ့ဘူးသလားဆိုတာပါပဲခရစ်ကသူနားလဲကြောင်းပြန်ပြောပါတယ်သူလည်းသူမလိုပဲအခြေအနေတူတူပဲဖြစ်ကြောင်းသူချစ်ရဆုံးသူတွေကိုသူကိုယ်တိုင်လည်းပြက်ကွက်ခဲ့ဘူးကြောင်းဝန်ခံပါတယ်ဒါပေမဲ့အခုရာအားလုံးကိုပြန်ပြင်ဖို့သူတို့မှအခွင့်အရေးတစ်ခုရှိနေပါပြီရဲကားတွေကရော့ရဲ့ကွန်တင်ကားနောက်ကိုလိုက်လံပိတ်ဆို့ကြပါတယ်မတ်တော့ကနေဗီယူအတုံးပြန်ရေးအဖွဲ့နဲ့ဓာတ်ရိုက်ချိတ်ဆက်ပေးပါတယ်အထီးကိုင်းနဲစေဖို့အတွက်ရော့ကိုမျိုးလေကောင်းတဲ့ဝေးရတရားဆုံးမှာတားဆီးဖို့နဲ့တစားကန်ကိုဘေးကင်းစာကဲထုတ်ဖို့စီစဉ်ထားကြောင်းသူတို့ကခရစ်ကိုအတိပေးပါတယ်စစ်စင်ရေးစတင်ပေမဲ့ဘရီကိုကားရဲကနေဘေးကင်းအောင်မထုတ်နိုင်ခဲ့ပါဘူးလက်ရှိမှာအခင်းဖြစ်ပွားရအမိန်ပေးသူအဖြစ်ဆောင်ရွက်နေတဲ့ချက်ကအရေးကြီးဆုံးဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတယ်အဲ့ဒါကတော့ရော့ကိုတပ်ပစ်ဖို့ပါပဲအကယ်ရော့တာတကားကိုကြော်သွားရင်လူနေထူထပ်တဲ့ရက်ကွက်ကိုရောက်သွားတော့မယ်လို့သူမကခရစ်ကိုပြောပါတယ်ခရစ်ကဘရီပါနေတာကိုသတိပေးပြီးမလုပ်ဖို့တောင်းပန်ပေမဲ့နေမျိုးအဖွဲဟာရှေ့ဆက်တိုးပါတယ်နောက်ဆုံးစက္ကန့်မှာတော့မတ်တော့ကဂျားဝင်နောက်ဆက်ပြီးဘရီရဲ့အသက်ကိုကယ်တင်ပေးလိုက်ပါတယ်ခရစ်ကသူမကိုကျေးဇူးတင်စကားဆိုပါတယ်မတ်တော့ကရော့ဟာ
ဂီယိုနာခွန်ရုံးစီရောက်ဖို့3နှစ်ပဲလိုတော့ကြောင်းအတိပေးပြီးအစာအိုးတွေကလူတွေကိုချက်ချင်းပေးလို့ရရွှေ့ပြောင်းဖို့အမိန့်ပေးပါတယ်ခရစ်ကရောနဲ့ဓာတ်ရိုက်စကားပြောဖို့လိုတယ်လို့ဂျက်ကိုပြောပါတယ်မတ်တော်ကဂျက်ရဲ့လေကြောင်းထိန်းချုပ်မှုယူနစ်ကိုကားရှိမှထားရှိဖို့ညွှန်ကြားပါတယ်အဲဒီနောက်သူမဟာကားနဲ့ရီယိုလိုင်းနှုံးကိုဟက်လုပ်ပြီးဆက်သွယ်ရေးလက်ကြောင်းကိုဖွင့်ပေးလိုက်ပါတယ်ရောကစကားရင်စပြောပါတယ်သူကခရစ်ကိုအေးစီးဝဲတဲ့ဝင်လာကလေးကမှတ်မိကြောင်းနဲ့လွန်ခဲ့တဲ့2နှစ်လုံးခရစ်ဟာသူ့ရဲ့အိမ်မက်တွေကို6လက်နေခဲ့တာလို့ဝန်ခံပါတယ်သူညီမှာပြဿနာတွေရှိခဲ့တာမှန်ပေမဲ့သူကူညီပေးနိုင်ခဲ့မှာဖြစ်ကြောင်းဒါပေမဲ့ခရစ်ဟာသူ့ညီကိုဂရုဏာခွင့်အောင်စီပို့ခဲ့တယ်လို့ရောကအတင်းပြောပါတယ်သူညီခံစားခဲ့ရတယ်လို့မျိုးခရစ်ကိုလည်းအပြစ်မရှိဘဲနဲ့ကလထိုင်ပေါ်မှာထိုင်နေရတာကိုသိစေချင်လို့အခုလိုလုပ်တာဖြစ်ကြောင်းရောကဆိုပါတယ်ခရစ်ကဒေးဗစ်ဟာလူသက်သမားတယောက်လိုပဲငင်းခုန်တဲ့အခါသူမဟုတ်ဘူးလို့ရောကပြန်អော်ပါတယ်ရုတ်ရဲ့ချက်ကကုံနေကောက်တနက်နဲ့ပြစ်ပါတယ်ခရစ်ကသူမဘာလုပ်နေတာလဲဆိုပြီးအော်ဟစ်တားဆီးပါတယ်မတ်ရောကဂျက်ရဲ့ကားစနစ်ကိုထိန်းချုပ်လိုက်ပါတယ်ရောကကားကိုအရှိန်မြင့်မောင်းပြီးဂီယိုနာခုံရုံးရဲ့ဝင်ပေါက်ကိုဝင်တိုက်လိုက်ပါတယ်သူကားပေါ်ကဆင်းပြီးရဲတွေကိုစားတွေပစ်ခတ်ပါတယ်ခရစ်ကသူ့ကိုအကျဉ်းချထားရကနေလွတ်ပေးဖို့မတ်ရောကိုအော်ပြောပါတယ်သူဓာတ်လိကားနဲ့အောက်ထပ်ကိုဆင်းသွားပြီးရဲရရှိတူရဲ့အကာအကွယ်အင်ကြီးနဲ့အကြက်ကိုယူလိုက်တာကြောင့်မတ်ဒေါနဲ့ဆက်သက်မှုမပြတ်တော့ပါဘူး။ရောဟာခရစ်ကိုထွက်လာဖို့အော်ဟစ်ပါတယ်။ခရစ်ရှိကိုထွက်လာပြီးဘရစ်ကိုလှုပ်ပေးဖို့တောင်းဆိုပါတယ်။ရောကညင်းပါတယ်။ဒါတွေအားလုံးကဒီနေ့ခုံရုံးတရားသူကြီးနဲ့ခရစ်တို့နဲ့တူဒီမာတဲ့အဆုံးသတ်ရမယ်လို့သူကဆိုပါတယ်။အဲဒီအချိန်မှာတော့အနီးနားကဖန်သားမြေတစ်ခုမှပေါ်လာပါတယ်။သူမကရောကိုအေးအေးဆေးဆေးပဲဖြောင်းပြပါတယ်။ကယ်၍ဒေးဗစ်ဟာတကယ်ပဲအပြစ်မရှိဘူးဆိုရင်တက်တည်ပြဖို့ပြောပါတယ်။ရောကရှင်းပြဖို့သဘောတူပါတယ်။သူညီကမွေးဆေးဆဲနေတာကြောင့်သူကငွေတွေပေးဖုံးနေပေးပြီးအဆွဲတယ်မပြောင်းကူညီပေးခဲ့တာလို့ဆိုပါတယ်။အဲဒီနောက်ဘာအကြောင်းမှမရှိဘဲဒေးဗစ်ဟာမျိုးသမီးတူကိုတတ်မှုနဲ့ဆွဆွဲခံရတာပါ။လူတတ်မှုဖြစ်တဲ့အချိန်မှာသူဟာသူ့ညီနဲ့ဖုံးပြောနေတာဖြစ်လို့ဒါဟာမဖြစ်နိုင်ဘူးလို့ရောကအခိုင်အမာပြောပါတယ်။ရောစကားပြောနေတော့မှပဲမတ်တော့ဟာခရစ်ကိုတိုးတိုးလေးအတိပေးလိုက်ပါတယ်။အကယ်၍သူသာဖောက်ခွဲစက်ကနေဘယ်ရီကိုဆွဲထုတ်နိုင်ရင်ဘောမပေါက်ခွဲဖို့80ရာခိုင်နှုန်းသိကြတယ်လို့ဆိုပါတယ်။အဲဒီနောက်မတ်တော့ဟာတရားဝင်မှတ်တမ်းကိုထုတ်ပြပါတယ်။တေဆုံးသူဘာလာရီကိုမနက်6နာရီမှာလူသားဆင်းချံအောင်မှတွေ့ခဲ့တာဖြစ်ပြီးသူမလွန်ခဲ့တဲ့ည10နာရီဝန်းကျင်မှာဒါနဲ့ထိုးခံခဲ့ရတာပါဒါပေါ်မှာဒေးဗစ်ရဲ့လက်ဝဲတွေရှိနေခဲ့ပါတယ်ရောဟာအဲ့ဒီချိန်မှာသူနဲ့ဖုံးပြောနေတာဖြစ်လို့ဒေးကမလုံနိုင်ဘူးလို့အော်ဟစ်ပါတယ်ဘရစ်ကရောရဲ့လက်ကိုကိုက်လိုက်တဲ့အချိန်မှာပဲခရစ်ကရှေ့ကိုခုံအုပ်ပြီးရောရဲ့လက်ထဲကဖောက်ခွဲဆက်ကိုလူလိုက်ပါတယ်ခရစ်ကရောကိုတနက်နဲ့ချိန်ထားပြီးမြင်ဘရစ်ကမလုံဖို့တောင်းပန်ပါတယ်ရောကအမော်ရိုကောနဲ့သူညီနဲ့စကားပြောပြီးချိန်မှာပဲဟောမန်တန်ကိုအတီးပြဖို့ရဲစကန်ကိုဖုံးဆက်ခဲ့သေးတယ်လို့ဆိုပါတယ်ရုတ်တရက်ချက်ကရောကိုပြစ်တက်လိုက်ပါတယ်ခရစ်ကသူမကိုရက်ဖို့အော်ပြောပါတယ်ရောဟာသူ့ရဲ့နောက်ဆုံးခွန်အားနဲ့သူရဲစကန်ကိုဖုံးဆက်ခဲ့တယ်ဆိုတာကိုထပ်တလဲလဲပြောသွားပါတယ်မျိုးသမီးတယောက်ကဖုံးကင်ပြီးမှန်တမ်းတွေကိုစစ်ဆေးပေးမယ်လို့ကတိပေးခဲ့တာပါမတ်တော့ကအဲ့ဒီပြောဆိုချက်ကိုစစ်ဆေးပါတယ်အိမ်ညာကရော့စီကနေဖုံးလာခဲ့တာတကယ်မှန်ပါတယ်ခရစ်ကချက်ကိုတဖြည်းဖြည်းချင်းလှည့်ကြည့်ပြီးဒေးဗစ်ဝက်ရဲ့အမှုတွဲကိုဖွင့်ပြီးစင်းသွင်းခဲ့တဲ့အရာရှိဟာဂျက်ကိုတိုင်ဖြစ်တယ်လို့ပြောလိုက်ပါတယ်။မတ်တော့ကဒေးဗစ်ရဲ့ဖုန်းတီနေရာမှတ်တမ်းကိုခြေရာခံကြည့်တဲ့အခါဘုံကအခင်းဖြစ်သွားတဲ့နေရာမှာရှိနေခဲ့ပြီးနောက်ပိုင်းမှာတော့ရဲစခန်းကိုရောက်သွားခဲ့တာတွေ့ရပါတယ်။ခရစ်ကမတ်တော့ကိုသူ့ရဲ့လုပ်ပိုင်ခွင့်နဲ့တုံးပြီးတွင်းပိုင်းစီးမြင့်တွေကိုကြော်ပြက်ကတတိကံပစ္စည်းခန်းထဲကကျဲကိုတဲ့ကင်မရာကနေဗီဒီယိုကိုထုတ်ခိုင်းပါတယ်။ဗီဒီယိုမှန်တမ်းထဲမှာပေါ်လာပါပြီ။အဲဒီထဲမှာဂျက်ဟာဒေးဗစ်ရဲ့ဖုန်းကိုတတိကံပစ္စည်းခန်းကနေယူသွားပြီးနောက်ပိုင်းမှာလွှတ်ပစ်လိုက်တာကိုတွေ့ရပါတယ်။ဂျက်ဟာဂီယူနာခွန်ရုံးကနေလိုအပ်ချက်တစ်ခုဖြစ်ကြောင်းဒါကြောင့်လည်းရာဇဝတ်မှုနှောင်းနေကျဆင်းသွားတာဖြစ်ကြောင်းနဲ့သတင်းမှုအချို့တော့လောက်ရမှာပဲလို့ဆင်ခြင်ပေးပါတယ်။ရာရှိတွေကရော့နဲ့ဂျက်နှစ်ယောက်လုံးကိုဖမ်းဆီးလိုက်ပါတယ်။မတ်တော့ကဖန်သားပြစ်ပေါ်မှာပေါ်လာပြီးကျမတို့ဘာတွေလုံးမိခဲ့ရလဲလို့ခရစ်ကိုတိုးတိုးလေးမေးပါတယ်။ခရစ်ကလူပဲဖြစ်ဖြစ် AI ပဲဖြစ်ဖြစ်ကျွန်တော်တို့အားလုံးအမှားတွေလုပ်တတ်ကြသလိုလိန်တတ်ကြတာပဲလို့ပြန်ဖြေလိုက်ပါတယ်။မတ်တော့ကဟုတ်ပါတယ်ကျမတို့လုံးမိကြပါတယ်လို့တိုးတိုးလေးပြောပြီးတဲ့နောက်မှာတော့စနစ်ကိုပိတ်လိုက်ပါတော့တယ်။